မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ဗီတင်စာရနဲ့ထုံရံကုန်မြို့တော်မှာစာထဗေဒမေထမိတ်ချက်ခွန်ရဲ့သားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းဥစွာပဏမနှုတ်ခွန်းဆက်တာအပ်ပါတယ်2026ခုနှစ်ဖေဖော်ဝါရီလ2လပတ်အတော်တွင်မှာတောက်ကြသားသမီးကံကြမှာကံစားတာကောင်းကောင်းဆူဆူကျွန်တော်များပုံနဲ့တော်ဗီတင်စာရနိုင်ထုံးမှာဆွေးနွေးဟောပြောပြီးသွားမှာပဲဖြစ်ပါတယ်ဖေဖော်ဝါရီလ2လပိုင်းမှာဒုတိယကံကောင်းတဲ့ဇာတာရှင်တွေဟာတောက်ကြသားသမီးတွေဖြစ်တယ်အကြံစီရွယ်ချက်တွေအောင်မြင်မဲ့မန်မျောနယ်ဘက်မတ်ထမဖက်တကူကြီးဖျားပူမျောရတာမန်မျောနယ်ဘက်မတ်ထမဖက်ဖျားပူခရီးစင်တွေထွက်ပါရတာတွေကုသိုလ်ကံကြမှာကံထူးစေမဲ့ဇာတာရှင်တွေဖြစ်တယ်ဖေဖော်ဝါရီလ9ရက်ကနေဖေဖော်ဝါရီ9ရက်ကနေဖေဖော်25ရက်အတွင်းအမတငွေကန်တွေထုံးမယ်လုပ်ငန်းရေးတွေဖြစ်ထွန်းမယ်အိမ်ချမ်းမြေတိုက်တာအဆောက်အုံပွဲစားလုပ်ငန်းစီးပွားရေးကိစ္စရက်တွေလည်းအောင်မြင်ဖို့စာမြင်ထားတယ်နည်းနည်းလေးဒေါသစိတ်ကလေးထိန်းရမယ်ရောင်မဝယ်မကိစ္စတွေမဖြစ်အောင်တတိထားပြီးဆောင်ရွက်ပြီးသွားရမယ်တည်ယူပို့ဆောင်ရေးမွေးဖြူရေးလုပ်ငန်းအိမ်မတန်ကောင်းကျိုးခံစားရမယ်အကျိုးအမြတ်တွေပေါ်ထုံးသားမယ်အကျိုးအမြတ်တွေဖြစ်ထွန်းမယ်အရှိအိမ်မတန်ကောင်းကောင်းနဲ့မမျော်လင့်ပတ်တနေတကြီးသူတနေသူနဲ့တမျိုးတရွာတောင်ပေါ်သူတို့နဲ့ရှစ်ရှင်းမြတ်တာများတာအရှိကံကောင်းတာတွေအချစ်စစ်အရှင်းမှန်အိမ်မတန်ကြုံတွေ့ရမယ်လားအရှိကံစားတာကောင်းမယ်နဲ့နဲ့လေးဇာတာမှညံ့နေတာကကြားမကြီးမှာအစာအိမ်လေထိုးတာတနည်းအားဖြင့်အစာအိမ်နာတာဝမ်းပြောဝမ်းလျှော့ဖြစ်ချင်တာနဲ့နဲ့လေးကြားမကြီးဇာတာကယောဂတစ်ခုပြီးတစ်ခုစက်နေတတ်တယ်ဒီယောဂကိုပြီးရင်ဟိုယောဂဖြစ်လာဟိုယောဂပြင်ဒီယောဂဖြစ်လိုက်နည်းနည်းလေးဦးသေးချိန်တို့နဲ့ပတ်သက်ပြီးသတိထားရမယ်အမာစာတွေတနည်းအားဖြင့်အတက်စာတွေချောင်းကျက်ပေးရမယ်အောအံမှုဘောအောအံမှုမောစေမယ်အစာအာဟာရအစာအစိတ်တင်းတတ်တဲ့လက္ခဏာမျိုးတွေကြုံရဆုံရတတ်လို့ဂယုစိုက်ပေးရမယ်သတိထားပေးရမယ်အိမ်နောင်တဲ့အိမ်နောင်ရှင်များဖို့အိမ်နောင်ရေးမှာစိတ်အခါမသိတာတနည်းအားဖြင့်စကားရှိတဲ့များရတာတာသမီကြောင့်တနည်းအားဖြင့်အိမ်ကလူကြီးမိဘကြောင့်အိမ်ကလူကြီးကြောင့်ဆရာသမားကြောင့်ဘယ်သူဘယ်ဝါကြောင့်ဆိုပြီးတော့အိမ်နောင်ရှင်များအိမ်နောင်ရေးရမှာစိတ်အခါမသိနဲ့အိမ်နောင်ရေးပြိပခကြုံရတတ်အိမ်နောင်ရေးစိတ်အနောက်ချက်ဖြစ်စေတတ်တယ်စကားများရတာစိတ်အခါမသိတာဘာမဟုတ်တဲ့ကိစ္စရဲ့ကြောင့်စိတ်ဝမ်းခွဲရတယ်ဖြစ်စေမျိုးတဲ့တောင်မှကြုံပါသေးဆုံးပါသေးဖြစ်နေတဲ့အတွက်တောက်ကြသားသမီးများအထုခယူဆိုင်ပေးရမယ်တန်နန်းလာသားသမီးတန်နင်းငွေသားသမီးရံဖို့ရှောင်ရမယ်ဒီဖေဖော်ဝါရီလတလလုံးမှာတန်နင်းငွေသားသမီးတို့နဲ့တန်နန်းလာသားသမီးတို့နဲ့တဟာစတာမတင်မမြတ်တာစိတ်အခါမသိတာမပြည့်မလဲဖြစ်စင်မျိုးတွေနဲ့ကြုံရဆုံရရဲဆိုင်ဖြစ်ရှင်းရခဲ့ကြုံတွေ့ရကိန်းကဏ္ဍမှာကံစားတာကံကြမှာကံတရားဟာဒီတလတော်တဲ့မှာစိတ်ဆနှုံးဆနှောင်ဖြစ်စင်လို့တွေကြုံပါသည်ဆုံပါသည်ဆိုပြီးကံကြမှာဟာပေါ်ပြနေတဲ့အတွက်ဂယုဆိုင်ပေးပါတတိထားပေးပါတတိပြုပါနော်ရောင်းဝယ်လုပ်ငန်းကိစ္စတွေအောင်မြတ်မယ်တောက်ကြသားသမီးခင်ဗျာဖေဖော်ဝါရီလ6ရက်နေ့13ရက်နေ့20ရက်နေ့29ရက်နေ့တို့ဟာတောက်ကြနေဖြစ်တယ်တောက်ကြ၄ပတ်တာမှာကံပွင့်လက်ပွင့်ရောင်ပန်းဝယ်ပန်းကိစ္စရက်တွေအောင်မြင်စေမဲ့ဆရာရရာကောင်းလေးတစ်ခုကိုပြောပြပေးသွားကြတယ်မိမိတို့နေအိမ်မှာပဲဖြစ်ဖြစ်တောက်ကြကြိုးတောင်းမှာဖြစ်ဖြစ်တောက်ကြနေမှာဖျားစိတ်တီထုံးမှာပဲဖြစ်စေအုံတကြားပေါက်စီကဲလို့ပူစော်ပေးပါနော်ဒါဆိုလို့ရှိရင်အခိုက်အတန့်မှာဒီလာထဲမှာဖေပါရီလာမှာကြုံမဲ့ဆုံမဲ့အတိုင်းအခိုက်အနောက်အဆက်အတားတွေလည်းကြော်လွားနိုင်တယ်ကံတွေလက်တွေလည်းပွင့်လန်းမယ်လုပ်ငန်းစီးပွားလည်းဖြတ်မယ်ဖေဖော်ဝါရီလ6ရက်နေ့13ရက်နေ့20ရက်နေ့29ရက်နေ့၄ပတ်အတွင်း၄ပတ်လုံးလူနိုင်လည်းအင်မတန်ကောင်းမယ်ရောင်ပတ်ဝက်ပတ်မျက်နှာပန်းလာမယ်နော်အင်မတန်ကံတွေပွင့်မယ်နောက်ဆုံး5ပတ်တိတိနောက်လာမယ်မတ်လပထမပတ်ထက်ပါလူနိုင်ကောင်းမယ်5ချိန်5ပတ်5ခါတိတိအနန္တနန္ဒ5ပါးကိုဥထိတ်ထားပြီးလူနိုင်အင်မတန်အောင်မြင်မယ်
ရုံရုံကြည်ကြည်လေးမပြတ်မကွက်ကလေးလှုပ်ပေးပါလို့ဆရာအနေနဲ့မေတ္တာရက်ခံပါရစေအနောက်ဘက်တောင်ဘက်ညနေခရီးတွေမလိုလက်ဖက်ခရီးသွားတာတွေအနောက်အရက်တောင်ရက်ကိုရှောင်ကျင်ပေးရမယ်ကံကောင်းစေမယ်လုံငါးရတော့အောင်မြင်စေရမယ်နည်းနည်းလေးဒီတာမှုနာမှုလုံမျိုးကိစ္စတွေကြောင့်အုံနောက်ဆုပ်ကောင်းဆုပ်ဖြစ်ရတတ်တယ်ငွေကုန်ကြေးကြအကြောင်းကြောင့်ကုန်ချမှုများပြတတ်တယ်ဘာအတွက်နဲ့ဘာအကြောင်းနဲ့ကုန်လို့ကုန်မှန်းကုန်မသိအောင်ငွေကြေးအခက်ခဲတွေငွေကြေးပြဿနာကိစ္စရက်တွေငွေကြေးအခက်ခဲတွေရင်ဆိုင်ဖြစ်ခြင်းရကိန်းကနန်းမှာကန်စားတာကန်ရကပေါ်ပြနေတယ်ငွေကန်နဲ့နဲ့လေးလက်ပိတ်နေတာလေးတွေဖြစ်နေတယ်အဲ့တော့အိမ်မှာအသုံးအဆောင်မလိုတဲ့ပစ္စည်းတွေအဟောင်းပစ္စည်းပစ္စတွေလည်းစွန့်ထုတ်စွန့်ပြက်ပေးပေးပါနော်အဖြူရောင်စိတ်နူးရောင်အဝါရောင်အကျိုးပေးမယ်ကောင်းကျိုးပေးမယ်မင်္ဂလာရှိစေမယ်ရောင်ပတ်ဝက်ပန်းညနေပိုင်းတွေပွင့်လန်းမယ်ဖေးဖွားတွေလာဝက်ကြောင်းရင်လုပ်ငန်းကြီးရတိုးရှဲရတာလုပ်ငန်းတွင်ကျဲတာလုပ်ငန်းဖြစ်ထွန်းတာတွေလည်းကြုံတွေ့မယ်ကုမ္ပဏီနဲ့ပတ်သက်တာအစုရှယ်ယာတွေလောင်ကုန်တွေရောင်းကုန်ပစ္စည်းတွေပဲပြောင်းနှံ့တလဲစစ်ကုန်ပစ္စည်းတွေနောက်မီးတီးမီးလုံးမီးကြောင်ရောင်းရည်ဝယ်ရည်ကိစ္စရက်တွေအောင်မြင်နိုင်မယ်ရောင်းပန်းဝယ်ပန်းတွေအောင်မြင်စေမယ်မျက်နှာပန်းနဲ့လှမယ်အီမတန်ဟူတိုကန်တိုးလဲထူးကြမယ်ဂျာမိုင်မှာအစာအိမ်နာတာအစာအိမ်ထိခိုက်တာအနာတရားဖြစ်တာမျိုးတွေကြုံရတတ်တယ်ဂယူးဆိုင်ပေးရမယ်ဥရိုးနဲ့ပတ်သက်ပြီးတဲချီရိုးနဲ့ပတ်သက်ပြီးတော့ဂျာမိုင်စာတာမကောင်းအစာမကြေတာရင်ပြီးရင်ကယ်ဖြစ်စတာအဲ့ဒီအစိတ်ပိုင်းနဲ့ဂယူးဆိုင်ရမယ်အစာအတောင့်မှာအစာအစိတ်တင်းတတ်တဲ့လက္ခဏာရှိလို့ဂယူးဆိုင်ပေးရမယ်တတိထားပေးရမယ်အုံတကြားပေါက်စီကိုအခုလာမဲ့6ရက်73ရက်20ရက်29ရက်ဖေဖော်ဝါရီရမြတ်တွေမှာမပြတ်မကွက်ကလေးကလူရင်ပူဇော်ရင်ဆုတောင်းပါအခိုက်အတန့်မှာမကောင်းတဲ့အညံ့တွေပြေပြောင်းသွားမယ်ကံတို့လက်တို့လည်းပွင့်လန်းမယ်လုပ်ငန်းစီးပွားတို့လည်းကောင်းကျိုးပေးမယ်လေကိန်းငနန်းနှစ်ကိန်းငနန်းတိကိန်းငနန်းတို့ဟာဖေဖော်ဝါရီလတလားတာမှာကံကောင်းခြင်းကံကြိုးပေးခြင်းဆိုတဲ့အခွင့်အခါကိုကံကြမ္မာကံတရားကရောက်ရှိလို့လာနေပါပြီလေကိန်းငနန်းတိကိန်းငနန်းနှစ်ကိန်းငနန်းတတောင်းတနေရာမှာကောင်းကျိုးပေးပါလိမ့်မယ်အရှိရေးအိမ်တော်ရေးကြားမရေးစီးပွားရေးလုံငရေးတို့နဲ့ပတ်သက်လို့ဆွေးနွေးမင်းများလို့တာများရှိရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ကို4ကြည့်ပဲ9လို့4 5လို့3 4ခွန်3ကိုခွန်ကြည့်ပဲ9လို့ခွန်9လို့6နဲ့တင်9တို့ကိုဓာတ်ရိုက်ဆက်သက်မင်းများနိုင်ပါတယ်ကြားမရေးစီးပွားရေးလုံငရေးဆွေးနွေးမင်းများလို့တာများရှိရင်ဆရာရဲ့ဟောကန်လိပ်စာမှာဆိုလို့ရှိရင်တာဂီတာကြောက်တိုင်မှတ်တိုင်ကပီတယ်မာကတ်ကြီးရဲ့ဘေးအေးစိတ်ဒီလမ်းထက်တိုင်းနာပတ်နေရာနဲ့ခွန်မြင့်ညစ်ထပ်ဖက်ဖြစ်ပါတယ်အနန္တအရရမဘေရီမေထမင်းရှောင်းခဏရသားသမီးများပြည်တွင်းပြည်ပအနန္တရရဘေရီမေထမင်းရှင်များအားလုံးကိုစိတ်နှပြចောင်းမှာချမ်းသာပါစေကြောင်းကျွန်တော်များဘုံနဲ့တော်ဘေးတဲ့ဆရာရန်နိုင်တို့ရောင်းပုံမျိုးတော်မှာလည်းအထုဆုံးမကောင်ဆုတောင်းမေတ္တာပို့တာအပ်ပါတယ်တောင်းကြသားသမီးများ2026ခုနှစ်ဖေဖော်ဝါရီလမှာဒုတိယကံကောင်းသောဇာတာရှင်တွေဖြစ်တဲ့ငွေရေးကြေးကိစ္စတွေအောင်နိုင်မယ်အခက်ခဲမြောင်များစွာကိုကြော်လွှားနိုင်မယ်အတိုက်အခိုက်ချားမှာရှင်ဘရင်ကဲ့သို့လမ်းမထောင်ပြီးကြွေးကြော်နိုင်ပါလိမ့်မယ်နန်းနယ်လေးစိတ်ရှည်ပေးရမယ်သိခံပြီးဆောင်ရမယ်မောင်နာမှာသားချင်းမိသားစုတွေကြားမှာစိတ်ဝမ်းပွဲစရာစိတ်အနှောက်အယှက်တို့ကိုကြမ်းချမ်းခံပြီးတော့စိတ်ဖြေစွာပြီးစူးစမ်းပြီးဆောင်ရွက်သွားပေးရမယ်အုံတကြားပေါက်စီကိုကတ်လို့ခြင်းအဖြစ်စိတ်အနှောက်အယှက်ကလေးတွေစိတ်ထိခိုက်နာကျင်နေရတာလေးတွေအင်မတန်အခက်အခဲတွေပြေပြောင်းမယ်အလဲအညာတွေကိုဒုက္ခပေးမာတွေကိုစိတ်အနှောက်အယှက်ဝင်လာမာတွေအဆွတ်ဆွတ်ယုံမဲ့ဖက်မဲ့ကိစ္စရဲ့ဥပဒများတွေလည်းဝေးကွာပါလိမ့်မယ်နော်တူတော့ကောင်းကျိုးတို့ခံစားရမယ်ကံပွင့်လက်ပွင့်လာစေမယ်အရှိအိမ်တော်ရေးចောင်းမရေးစီးပွားရေးများအားလုံးတောက်ကြသားသမီးများဖွေပါရီလာမှာဒုတိယကံကောင်းသောဇာတာရှင်များဖြစ်ပြီးတော့ဒေါ်ရင်စာတာများလည်းတလုံးတဝပြေးဝနိုင်ကြပါစေစိတ်ကြီးကြမှာကျကိုရေးချမ်းသာခြင်းတို့လည်းပြည့်ပြည့်ဝဝအပြေးဝခံစားနိုင်ပါစေကြောင်းခံစားရပါစေလို့ဆရာအနေနဲ့အထုဆုံးမကောင်ဆုတောင်းမေတ္တာပို့တာပါတယ်ကျွန်တော်များဘုံတော်ဗီဒင်စာရနိုင်တော့မှခုနှစ်သားသမီးအားလုံးကို
မေတ္တာအထုပို့သားလေးရပါပဲခင်ဗျာကိုစိတ်နဲ့ဖြာချမ်းသာချမ်းသာတော်မူကြပါစေ